အဲ့ဇက်မတူတဲ့အတွက်နောက်မှာပါတဲ့ဒီဇောလေးကအာယုံကိုခံစားနေအောင်သူကများနေအဲ့ဒါကိုဗျာပါရစိုက်နေရတဲ့အတွက်ဒီကောင်ကလည်းဘာလာပါပဲဥပိ္ပခာအဲ့တော့စာတက်เสียလိုလားကိုယ်ဆက်ကိုပိုင်တက်เสียလိုဘူးကိုယ်ဆက်နဲ့ဖြေပါအဲ့တော့ဒီတော့ကျွန်တော်ပြောရင်ဥဒိယတစ်ခုတည်းကိုသွားဟိုမှာအရှိကိုဥဒိယဆိုရင်အရှိပဲသွားနောက်မသွားနဲ့လမ်းဆုံးမှာရက်ပြီးတော့တောင်ကိုရမှာလို့နောက်ကိုရမှာလို့မလုပ်နဲ့အဘိဓမ္မာကိုပိုင်နိုင်ရင်အဘိဓမ္မာကိုပဲပြုတယ်လို့ကျွန်တော်ပြောရင်ဘောပေါက်ပါဟုတ်ပါလားဘောကဘောပေါက်ဥဒိယကပါတယ်ဒါလည်းရှိတစ်ခုတည်းကိုဟွာအဲ့ဒါမှအလုပ်ဖြစ်မှာဟုတ်ပါလားဟာလေ W is square to fs မလားပြီးစမှာဟုတ်လားပြီးစမှာမလား walk dance ဆိုတာဒီ force ရဲ့ဘာလဲ direction distance travel ရှိရမယ် direction တစ်ခုရဲ့ကိုဒီမှမဖြစ်ဖြစ်မိတာဓမ္မပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ပတ်ပြီးလေတာဗက်တာတို့စကီလာတို့နော်ပမာဏပဲရှိတယ်ဟုတ်လားဘာဖြစ်လဲ direction မပါဘူးဆိုရင်ဘာဖြစ်ရပါလေးပါကြောင်းကြရောက်နေတယ်quantity ပဲပါတယ် direction မပါဘူးဆိုရင်ဘာဖြစ်စကီလာမလားဟုတ်လား quantity ပမာဏရဲ့တော့ direction ရောက်ပါတော့ဗက်တာနဲ့စကီလာဆိုရင်ဗက်တာပို့ပြီးတော့အရာကြီးတယ်ပေါ့နော်ကျွန်တော်တော့ capacity တမားပါဒါပေမဲ့ capacity နဲ့ဖြစ်တဲ့ကဘယ်လိုပြောလဲ square ရဲ့ပဲလေအဲ့လိုသားတော့မလားအဲ့တော့ဘာဖြစ်မလဲဆိုကိုကဘေးဟောင်းပိုင်းနိုင်နေတာလေပိုင်းနေနေတာကိုကြည့်ကြသားတယ်တည်တည်ထားတာလို့ကိုသွားလိုက်ဟိုမှာပြေးလိုက်ဒီမှာပြေးလိုက်ဟိုဘက်လည်းမမိုင်းဒီဘက်လည်းမနိုင်ကျွန်တော်တို့ရွာရှိဘက်ကသုကဥပကြိုင်ကိုလုပ်တယ်မပဲတွေကလည်းဟိုပြည့်မဲ့ရိတ်ပြီးကွဲမရင်းလေကြီးကလည်းကျိုးတော့မှာနော်ပဲအဲ့ဒါတို့လူတွေကခေါ်ကြတောင်မနိုင်မြောက်မနိုင်ဥပကြိုင်အဲ့တော့ကိုကဘာကိုသွားကြလဲဘယ်ဥတိလာကိုပြီးထွက်တာလုပ်ဖို့တော့လိုတယ်ဟုတ်ပြီနော်ဒီမှာလည်းကျွန်တော်တို့ specialist နဲ့ generalist ပါရှိတယ်ဆက်ဟိုဟာလည်းသိဒီဟာလည်းသိအဲ့ဒါ generalist တခုလေးကိုမှ specialize ပြီးသိတာဒီပေါ့ specialist ဟုတ်နော်အဲ့တော့ကျွန်တော်တို့ဒေသထူးဖို့ဆရာဝန်ကြီးကခင်ဗျာအထူးယောဂထူးဖို့ဆရာဝန်ကြီးတော့လွတ်ကျွမ်းနေမှာကျွမ်းနေလို့ specialist ဆိုတာဘာဖြစ်လဲဘာဖြစ် subject ခုပေါ်မှာလဲပါကျွမ်းနေ generalist ကတော့ဟိုဆက်ဒါပေမဲ့သူကတခုလေးကို specialize ကိုလုံးတာအဲ့တော့ဘာလုပ်ချင်ဘာဖြစ်ချင်နေအောင်လေ့လာချင်ဟုတ်တယ်မလားအဲ့လိုလေ့လာမိုင်းစမိုင်းနော်ဒီစစ်ပါမောခဒီစစ် PhD က chemistry တိုက်ရင်ခဝါးတော့ဒါပဲအဲ့တော့ဘာဖြစ်လို့လဲဆိုရင်ဟုတ်လားကိုကကိုယ်ပေးသွားကြလားသွားတယ်တော့မဆိုင်လို့ကိုဆက်ဒီဆက်ဟိုပြေးလိုက်ဒီပြေးလိုက်ကိုဘက်နဲ့မနိုင်ဒီဘက်နဲ့မနိုင်ဒီခုနဥပကြိုင်ဖြစ်မှာဟုတ်ပြီနော်ဘာလဲချက်စရာမလို concept နိုင်လို့ရှိရင်ရတယ်ခုကျွန်တော်ဘာနဲ့ပြောသွားလဲ concept နဲ့ပြောမှာဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာနော်ဒီကုသဝအကုသိုလ်ဆိုတဲ့ဇက်မတူတဲ့ဇောလေးတွေကအာယုံကိုခံစားလို့ရအောင်သူကမြန်လုံးလုံးနော်ဖြစ်တော့လေဝုတ်ထောကဘယ်နဲ့ချိန်လဲဖြစ်တဲ့ဒီနေရာမှာဒီချိန်နဲ့ခန္ဓာရုံမှာလေဒီမှန်တာဒီနေမဲ့ဆိုတော့သူကထက်ပဲဖြစ်ခွင့်မရဘူးသူကမြန်လုံးရှုပ်အဲ့ဒါနဲ့သူကဘာလာဘာဖြစ်ဥပိ္ပခာပဲဖြစ်နေတယ်ဝေဘောပြန်ရှင်းလာဒီနော်ဝါပြပြောင်းပြန်ပြောရင်အဲ့လိုလေးပြောဟုတ်ပြီနော်အဲ့လိုလေးပြောအနည်းကန်းဆရာတော်ဘုရားကြီးကဒီလိုဆရာတော်ကိုပြောတယ်တဲ့ဒီလိုဆရာတော်ဘုရားကရန်ကုန်ကိုကိုက်တာတဲ့အဲ့တော့ခဏတည်းကိုရှားအဲ့မှာအင်္ဂလိပ်စာသူ့အင်္ဂလိပ်စာကိုရေးတာဆိုရင်ကနော်အင်္ဂလိပ်စာဆရာမကြီးတွေကြည့်တယ်ဒေါက်တာမျိုးကြီးဆရာမကြီးကဆရာကောင်းတာဒေါက်တာမျိုးကြီးတို့နေရာကနေတော့ကြမင်းသူကတင်ပြီးတယ်သူကသွားရင်လည်းဒီလိုမျိုးပါတယ်အဲ့မှာကိုယ်ကလည်းလာတယ်ဒီပါတယ်ဆိုင်ဒီမောင်လေးတို့ပါတယ်အဲ့ဒါတွေ့နောက်တာဒီဆရာတော်ဒီမှာဘယ်လိုသွားပြီးတော့ဘုဒ္ဓမြတ်တွေပါနေတော့ကျမ်းပြီးလို့ပြောလို့
ရေးနော်ပါဠိတော်နဲ့ချက်အထာကလည်းလူတွေရဲ့ဘဝနဲ့အထက်သေးကြအောင်ပြောအဲ့လိုပြောတယ်သူ့ကိုဟလာဒီစက်ဆရာတော်ဘုရားကြီးပြောလိုက်တဲ့ဩဝါဒသုံးတယ်ပါဠိတော်နဲ့အောင်ချက်အထာကတာနဲ့ဟင်းလူတွေရဲ့ဘဝနဲ့အထက်သေးကြပြောအဲ့ဒီလေးကသူကဒီဘဝရအောင်မြင်သွားတယ်ဒီဆရာတော်ရဲ့တရားကိုလည်းဘုန်းကြီးကပြောတယ်ဆက်ပြီးတော့ဆက်ပြီးတော့ဆရာတော်ရဲ့တရားတွေကိုဘုရားတော်ဖောက်တယ်ဖောက်ရတယ်ကျွန်တော်တောင်းနိုင်တဲ့ကြောင်းမှာဒီဆရာတော်လည်းဘယ်ထိုးနေကြမှာလဲအဲ့ဒါဆိုလို့ပါပဲအစိုးရကကျွန်တော်တောင်းနိုင်လို့အဲ့ဒါကတဲ့ကျွန်တော်ညာနဲ့လေကျွန်တော်တော့တောင်းလို့လည်းနည်းနည်းလေးကျွန်တော်ညာနဲ့တိတ်ပြီးဆရာတိတ်တယ်အဲ့ဒီတော့ဘာလို့ဒီအိုးဖွင့်လို့ဖွင့်ကျွန်တော်ကြောင်းနဲ့လာဖွင့်ဒီနေ့ကျွန်တော်ဖွင့်တာတိတ်သွားတယ်ဒီဆရာတော်ရဲ့ငါလည်းငါကြောင်းနဲ့ဘယ်တရားလို့ဘယ်ထိုးနေကြတာတော့ဒီလိုခင်းစီဆိုလိုချင်တာကျွန်တော်အဲ့လိုဒီကဆရာကောင်းတမန်ကောင်းတွေမိဘမိကြရဒီလေးချူလာတော့ပါဠိရှိတော့တဲ့အဲ့ဒါဖြစ်တယ်ဟုတ်တော့မလားအဲ့တော့ကိုကဘယ်ဟာကို emphasize လုပ်မှာလဲဆိုတာစဉ်းစားဖို့အဲ့ဒါလုံးတဲ့ subject ကိုပြည့်တိုင်းရအောင်စီးပူရအောင်ဒုသားဖို့ကျွန်တော်အကြံပြုချက်ပါနော်ဒါဘယ်လိုပြောမလဲကျွန်တော်ရဲ့အကြံပြုချက်ကများတာဖြစ်တယ်လက်ခံရမခံရမှာပြင်ရမယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့နောက်တဲ့အောင်မြေမြေပြီးပြီနော်အဲ့ဆိုရင်အောက်သားလေးမှာကြည့်အောက်သားလေးမှာကြည့်အတိတုပ္ပစိတ်ရဲ့လောကတ္တမဟာဘုဒ္ဓဖြစ်ရခြင်းကြောင့်သတိတုပ္ပဒီမှာရေးမယ်သတိတုပ္ပဆိုတာသတိတုပ္ပါဒတာဘယ်ရလားသတိတုပ္ပါဒဘယ်ရလားလဲသတိတုပ္ပါဒအဲ့မှာလေပါဠိဂရမဏိယတပုတ်ခွဲသည်သတိတရဲ့ဥပ္ပါဒကျွန်တော်တို့နိုင်ရအောင်သတိတဆိုတာကရေကြီးပြုံးရဲ့ရေကြီးပြုံးရဲ့ဥပ္ပါဒဆိုတာကဖြစ်ခြင်းသတိတုပ္ပဆိုတာရေကြီးပြုံးခြင်းကိုဖြစ်စေတတ်တဲ့စိတ်ဟုတ်ပြီနော်ဘယ်တွေ့လားဘောင်နဲ့တွေ့လားဒါကပြောချက်ကအဲ့တော့အဲ့ဒီဟန်တိတုပ္ပစိတ်ဟာတဲ့ဘာကြောင့်သုံးလက်ကသဟဗုဒ္ဓဖြစ်ရတာလဲနော်ဟန်တိတုပ္ပရေချင်းပြုံးခြင်းကိုဖြစ်စေတတ်တယ်ဆိုတော့ဒီကဘောမနတာကြီးရှင်းနေဖြစ်မှာဒီပါဥပ္ပဒါကြီးရှင်းနေတော့ဥပ္ပဒါဝေဒနာကြီးရှင်းနေတယ်ဘာဖြစ်ဒီပါဒီဘူးဘာရှင်းဘာကြောင့်သုံးလက်ကသာဗုဒ္ဓဖြစ်ရတာလဲဆိုဒီကယေရှုရင်းကိုလာဖြစ်စေတတ်တဲ့အတွက်ကဘာဖြစ်ရသောမနတနဲ့ရှင်မယဉ်ချင်းပြုံးရမှာဖြစ်ပါမလားဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့၄ခုလေးပြည့်မယ်ဟိုအပေါ်ဆုံးနဲ့ဒီအောင်ဆုံးနဲ့ပေါင်းတယ်၄ခုလေးပြည့်ကောတာမြန်သလားကျွန်တော်တို့အရှင်းလားဟုတ်ပြီမိုင်းစကားမိမယ်စကားမိပြီရဟုတ်ပြည့်တော့မနောဒွါရဝိစိတ်ဟ
ဘာလဲဒီ